အိုဂါဤမင်းသမီးသည်ဒီရာဘဲမြို့ဤခိုအားလုံးကိုအဘယ်ကြောင့်ဖမ်းဆီးရမည်တနည်းရာဘရင်တွေကမင်းသမီးလေးရဲ့ခင်ပွန်းမင်းသားကိုတတ်ခဲ့တာကိုတင်တွေ့ရမှာပါသို့သောစစ်ပွဲတစ်ခုစတင်မည်အစားမင်းသမီးသည်ဒီရာဘဲမြို့သူမြို့သားအားလုံး၏အိမ်တိုင်းမှခိုသုံးကောင်ကိုခွင့်လွှတ်ပေးရန်တောင်းဆိုခဲ့သည်ငှက်တွေရောက်လာတဲ့အခါသူ့စစ်သားတွေကငှက်ခြေထောက်တွေကိုမီးလောင်တဲ့အဝတ်နဲ့ချီနှောင်ပြီးခိုတွေကသူတို့ရဲ့အတိုက်စီကိုအမြဲပြန်လာကြပြီးနောက်ဆုံးမှာတော့တစ်မြို့လုံးကိုမီးလောင်စေခဲ့ပါတယ်စစ်သားကဘာကြောင့်ပီကေကိုအိတ်ကက်ထဲမှာအမြဲထည့်ထားတာလဲတောထဲမှာအသက်ရှင်ကျန်နေချိန်မှာစစ်သားတွေကဒီပီကေကိုစားပြီးပီကေထုတ်ကိုတနာရီလောက်ဒါမှမဟုတ်ဖန်ခွက်ပုံတံကျင်းမြောင်းတဲ့အလဲမှာလှိဖြတ်ထားကြတာတွေ့ရတယ်ထို့နောက်ငင်းတို့သည်ငင်းတို့၏ဓာတ်မီးမှဘက်ထရီကိုထုတ်ကာပီကေထုတ်ကိုဘက်ထရီ၏အစွန်းနှစ်ဖက်တွင်ဂရုတစိုက်ထားခြင်းဖြင့်ငင်းသည်တတုပြားကိုလောင်ကျွမ်းစေရန်လုံလောက်သောအပူပေးသည့်လျှက်စီးကြောင်းလေးတစ်ခုဖန်တီးပေးမည်ဖြစ်သည်ဂျာမန်စစ်တပ်သည်ဒုတိယကမ္ဘာစစ်အတွင်းအင်္ဂလိပ်စကားပြောစစ်သားများကိုအဘယ်ကြောင့်ရည်ရွယ်ချက်ရှိစုဆောင်းခဲ့သနည်းဂျာမန်စစ်သားများသည်အင်းတို့၏ဂျာမန်တင်ကားများပေါ်တွင်အမေရိကန်ကျဲပွင့်များကိုဆေးချဲကာစစ်သားများအားခိုးယူထားသောမဟာမိတ်ယူနီဖောင်းများတူးမြတ်စင်ကရည်ရွယ်ချက်မှာအမေရိကန်စစ်သားများကြားတွင်မှားယွင်းသောအမိန့်ပေးခြင်းလမ်းပြောင်းခြင်းဖြင့်ရုန်းရင်းဆန်ခတ်ဖြစ်စေရန်ဖြစ်သည်ဆိုင်းဘုတ်များနှင့်ရင်နှန်းများကိုလွဲမှားစွာညွှန်ပြပြီးနောက်ဆုံးတွင်ဖော်ရွေသောမီးလောင်မှုဖြစ်စေသည်